Hello အားလုံးပဲမင်္ဂလာပါ Amaran and Deepa YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်တော့ Universal Studio Singapore ထဲကမတော်ရသေးတဲ့နေရာတွေကိုပဲတွားလိုက်ခဲ့ပါတယ်မီနီအလန်ကစီးစရာတွေကိုလိုက်စီးမယ်ပြီးတော့ဖာအဝေးဘက်ကိုဆက်သွားကြမယ်မီနီအလန်မှာကကာလာစုံရုပ်လေးတွေနဲ့အရန်ကိုပြောစားကောင်းပါတယ်အရင်တစ်ပတ်ကဗီဒီယိုမကြည့်ရသေးတဲ့သူတွေအတွက်အောက်က comment မှာတင်ချတာပေးတာပါမယ်ဒီမှာစောင့်နေတာမိနစ်20တော့ကျော်သွားပြီThat's nice. Amazing, right, Zia? That's nice, steady. Just nice only, right? Oh, welcome back. Sorry lah.ဒါကတော့မီနီယန်နဲ့ပတ်သက်တဲ့ပစ္စည်းတွေရောင်းတဲ့နေရာပါအဲ့ဒါဘာလဲဆရာ It's a rocket ယူနီကွန်ကလည်းပြောင်းလို့ပဲတော့ရှားထားပါဆရာ see unicorn look funny right အဲ့ဒါ water bottle ဆိုရေဘူးဆိုဆရာအဲ့ဒါဖွင့်လို့မရအောင်လေရလို့လားဆရာအထက်မှာမီနီယန်ရှိတယ်နော် Open the door ဒါနဲ့ဖာအဝေးဘက်ကိုဆက်သွားပြီးအရင်တစ်ပတ်ကမစီးလိုက်ရတဲ့ roller coaster ကိုသွားစီးခဲ့ပါတယ်ဒီကတော့ roller coaster စီးဝတ်ဆောင်ဆရာဗလဲ Dragon roller coaster ဒါစီးချင်တဲ့ဟာလေဒီ roller coaster ကအရန်အမြန်ပြီးတော့ခဏလေးပဲကြာပါတယ်ပြီးတော့ဇေယကသူ့ရဲ့ best friend နဲ့တွေ့ပြီးဖူးစင်ပူဆက်စီကြပါတယ်ကြာချင်းကတနင်္လာနေ့လောက်အတန်းစီစောင့်လိုက်ရတယ်
ခါစီးရင်9ရောက်ထိစီးလို့ရတယ် Yes. Okay, here we go. Yeah, look. သူကအပေါ်ဖြည်းဖြည်းချင်းတက်သွားပြီးတော့အရှိန်နဲ့ပြင်ဆင်လာတာ That was fun. အခုတစ်ချက်ပဲလားခဲ့တာ။ဒီနေ့ကပြော။အတဲအေးတာ။နှစ်နိုင်ဝဲဆိုတော့နောက်တစ်ခုတော့စီးခဲ့ရတယ်တဲ့လား ကျိုးရှိုးလေးပဲကြည့်လိုက်တော့မယ်မပေး ။ဟာ မောင်းလိုက် ဒီတစ်ခုက Donkey Live Comedian Show Team are welcome. So, catch the juicy fairy tales. Drink up. All right. 1, 2, 3. Oh, God, come on in, everybody. And to see your smile, you're a limelight like grocery to you. You'll never be alone again. Every really best friend is live in living color and in your face. Everybody, a round of applause for Sake! I knew that I would die. And I felt good. I knew that. It's okay, Donkey. I'm just gonna try again. Yeah. You forgive me, my friends. We all make mistakes, ladies and gentlemen, boys and girls. Hello, China! Yeah! Mom, what I need. Hey, Raoul. After this, can we go get some of them mala flavored waffles? Oh, I'm looking for a spicy time. Now, Donkey, we're not in China either. Oh, look what you did, kid. Yeah. I believe I can fly. I believe my new friend made me fly. ။ပြီးတော့ Transformer ကိုတွားပြန်စီကြတယ်။ဒီတစ်ခါတော့မိနစ်50လောက်စောင့်လိုက်ရတယ်on our world, and we will defeat them here. ။ဒီတစ်ပတ်တော့ဒီလောက်နဲ့ပဲအိမ်ပြန်ခတ်လိုက်တော့တယ်။အဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ပတ်တွေမှာပြန်တွေ့ကြတာပေါ့။ Bye bye